ကျန်တဲ့လူနဲ့သူတွေကိုခင်မွန်းတော်ထားတဲ့နာမည်ကြီးကိုရီးယားထိပ်တန်းမင်းသမီးများစရင်မှာပထမဆုံးနေရာကပါဝင်ထားတဲ့မင်းသမီးကတော့Legend of the Blue Sea ကမင်းသမီးဂျန်ဂျီယုံပါပဲ2010မှာကလေးဘွားတွေကခင်လာသူချက်သူကျဲကျင်ရောနဲ့လက်ထပ်ခဲ့ပါတယ်သူတို့နှစ်ဦးဟာမူလာရန်ကရက်ကတိကျကြပြီးတော့အိမ်နီးချင်းတွေတောင်ဖြစ်ခဲ့ကြတာပါသူတို့နှစ်ဦးဟာနောက်ပိုင်းနှစ်တွေမှာပြန်ဆုံခဲ့ပြီးတော့နှစ်ယောက်ကြားခင်မင်မှုတွေအချစ်မီးပွားတွေဟာတော်မီလိုပြန်တန်းသွားပြီးနောက်ဆုံးမှာချက်ကြိုက်သွားခဲ့ကြပါတယ်ခင်မို့ချဲကျင်ရောဟာဗန်တရီကြီးဖြစ်ပြီးတော့ကိုရီးယားမှာအချမ်းသာဆုံးမိသားစုတွေကတယောက်ပါခင်မွန်ဖြစ်သူအဖွာလီယောင်ဟင်းဟာနာမည်ကြီးရွရဝင်းစုံဒီဇိုင်နာဖြစ်ပြီးတော့သူ့ဖိုးနဲ့ဖခင်ဟာတမနီလုပ်ငန်းတစ်ခုကိုလုပ်ကိုင်ခဲ့သူတွေဖြစ်ပါတယ်အခုခင်မိုးဖြစ်သူဟာလည်းဘန်အော့တဲ့အမေရိကမှာဘန်လုပ်ငန်းရှင်ဖြစ်အသက်မွေးဝမ်းကြောင်းစတင်ခဲ့ပြီးတော့နောက်ပိုင်းမိသားစုစီးပွားရေးဖြစ်တဲ့ FRS ရဲ့ကုမ္ပဏီကြီးဆုံးအစုရှယ်ယာရှင်နဲ့ CEO ဖြစ်လာခဲ့ပါတယ်။ကုမ္ပဏီရဲ့ asset ဝဒေါ်လာ339မီလီယံထိကိုရှယ်ယာပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။မင်းသမီးကြောင်ချင်ယွန်းကိုဂျပန်ကိုအပျော်ခီးတစ်ခုခေါ်သွားပြီးတော့လက်ထပ်ခွင့်တောင်းခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယမင်းသမီးကတော့ကိုရီးယားဘာဘီအယုံလိုချစ်ခင်စွာခေါ်ဝေါ်ခံရတဲ့မင်းသမီးဟန်ချေယောင်မဲဖြစ်ပါတယ်။2009ခုနှစ်မှာကိုရီးယားအမေရိကန်စီးပွားရေးသမားချန်တော်ကျော်နဲ့လက်ထပ်ခဲ့ပါတယ်။ဟန်ချေယောင်ဟာဖျော်ဖြေရေးလုပ်ငန်းတဲ့မဝင်ခင်ကရက်ကသူ့ခင်မုန်းကိုတည်နေခဲ့တာပါ။သူတို့နှစ်ဦးကအမေရိကန်မှာတွေ့ဆုံခဲ့ပြီးတော့သူတို့ဆက်ဆံရေးကိုလည်းမီဒီယာတွေရှေ့မှာအတီလင်းပြောပြခဲ့ပါတယ်။သူမရဲ့ခင်မုန်းဟာနီးပညာကုမ္ပဏီ HBK ရဲ့ CEO ဖြစ်တဲ့ပြင် Medical Korea ရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ကျန်တော့ရုံရမိသားစုကိုကိုရီးယားရဲ့ဗန်နာရေးလောကရဲ့တော်ဝင်မိသားစုလိုလည်းသတ်မှတ်ထားကြတာပါ။မင်းသမီးကိုလက်ထပ်ခွင့်တောင်းဖို့အတွက်လည်းဒေါ်လာ9.38 တန်သုံးစွဲခဲ့ပြီးတော့ဇိမ်ခံကားတစ်စီးနဲ့ဇိမ်ခံပြီးလာပြီးတန်မိုးကြီးစိန်လက်စွပ်တကွယ်လက်ဆောင်ပေးခဲ့တယ်လို့သတင်းမီဒီယာတွေကပြောပြခဲ့ပါတယ်။တတိယတစ်ယောက်ကတော့နာမည်ကျော် TikTok star ဖြစ်တယ်လို့ဆွေဟုံးမင်းသမီးလေးဖြစ်တဲ့လီစီယောင်းပဲဖြစ်ပါတယ်။သူမကစားတောက်ဆိုင်ပိုင်ရှင်ကျိုဆိုးရနဲ့လက်ထပ်ထားသူပါသူတို့နှစ်ဦးဟာတော်တော်ကြာတန်ရုံးစင်ရှိခဲ့ပြီးတော့2019မှာကိုရီးယားရဲ့စိန်ခံဆုံးဟိုတယ်တစ်ခုဖြစ်တဲ့ဆိုမြို့ Grand Waka ဟိမှာလက်ထပ်ခဲ့ကြတာပါ2021ခုနှစ်မှာသားလေးတဦးရရှိခဲ့ပါတယ်လီစီယောင်းဟာကိုရီးယားမှာနာမည်ကျော်မင်းသမီးဖြစ်တယ်လို့လက်ရှိကိုရီးယားရဲ့နာမည်ကြီးဆုံး TikTok ကျယ်ဝန်းနေတဲ့ကတဦးဖြစ်ပါတယ်အလားတူသူမရဲ့ခင်မွန်းဖြစ်သူချိုဆွန်းရကနာမည်ကျော်စားတောက်ဆိုင်လုပ်ငန်းကိုအသက်20ကျော်အရွယ်ကလေးကတည်ထောင်ခဲ့နိုင်တာပါနှစ်စဉ်ရောင်းချမှုဝင်ငွေဒေါ်လာ1.73 တန်ရှိနေခဲ့တာပါဒါပြင်ဒေါ်လာ3.65 တန်တန်နဲ့အိမ်ချမ်းမြေလုပ်ငန်းကိုလည်းပိုင်ဆိုင်ထားပါသေးတယ်လီယာမြောက်ကတော့အင်္ဂလိပ်မြေနဲ့ကြော်ကြားတဲ့မင်းသမီးကလာတီယာကင်ဖြစ်ပါတယ် Avenger နဲ့ Fantasy Beasts the Creamy of the Crispy of Gathroy လို့နာမည်ကြီးတဲ့ Hollywood ရုပ်ရှင်ထဲမှာပါဝင်ခဲ့တာကြောင့်ပုံမနာမည်ကြော်ကြားလာခဲ့တာပါဒီမှာကကိုရီးယားအမေရိကန်စီးပွားရေးသမားကိုရီးယားလူမျိုးဖြစ်တဲ့မက်ထရိုရှန်ပိုင်နဲ့လက်ထပ်ခဲ့ပြီးတော့ WeWork ကိုရီးယားရဲ့ Trading Manager အဖြစ်လက်ရှိကုမ္ပဏီကိုဦးဆောင်နေခဲ့ပါတယ်ကိုရီးယားချုပ်နေစဉ်သတင်းစာရဲ့ဆိုရင်သူမခင်မိုးက Trading Manager ဖြစ်ပေမဲ့အဓိကကုမ္ပဏီရဲ့ဦးဆောင်ဒါရိုက်တာဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်သူတို့မင်္ဂလာဆောင်ကိုလည်းကိုရီးယားနိုင်ငံရဲ့ဈေးကြီးဆုံးမင်္ဂလာဆောင်နေရာတစ်ခုပြလူသိများတဲ့ရှီလာဟိုတယ်မှာမင်္ဂလာဆောင်ခဲ့ကြတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့တရုတ်ဆောင်နေဆိုတော့လီဟေးရောက်မယ်ဖြစ်ပါတယ်သူမကတောင်ကိုရီးယားရဲ့အောင်မြင်ဆုံးမျိုးသမီးတွေကတအူပါတရုတ်ဆောင်ဆိုတော့အလှပြသမားတအူဖြစ်ပြီးတော့ကိုပိုင်ဖက်ရှင်တစ်စိမ့်လည်းရှိပါသေးတယ်ဒါပေမဲ့ခင်မိုးဖြစ်သူဘိုဂျင်ဟွန်နဲ့လက်ထက်တော့သူ့ရဲ့ချမ်းသာမှုကပိုတိုးလာခဲ့ပါတယ်ဂျင်ဟွန်ကပုဂ္ဂလိကအစုရှယ်ယာကုမ္ပဏီ MBC ရဲ့အစုဆက်နဲ့ပူးတွဲတည်ထောင်သူတယောက်ဖြစ်တဲ့ပြင်ဒေါ်လာ23ဘီလီယံခန့်တန်ဖိုးရှိတဲ့အရင်းနှီးကိုကင်တွယ်ထားတဲ့သူလို့လည်းသိရပါတယ်2019ခုနှစ်မှာဂျပန်နိုင်ငံမှာရှိတဲ့နာမည်ကျော်ဖျော်ဖြေရေးပန်းချံတစ်ခုရောင်းချခဲ့ပြီးတော့ဒေါ်လာ350ခန့်ကော်မရှင်ယူရနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တာတွေကိုလည်းနှစ်သက်မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ပြီးတော့တွေ့ဆုံကြမယ်နော်